တရားမင်္ဂလာပါကျွန်တော်တို့ knowledge ကို channel အစီအစဉ်ပုံမှန်စနေတယ်ရွှေကင်ဖြစ်ပါဒီနေ့မှာတော့ကျွန်တော်တို့စိတ်ဝင်စားစရာဗီဒီယိုလေးတစ်ချက်လောက်ကြည့်လိုက်အောင်နော်အခိုင်အနေနဲ့လောက်ကျငါးညကျိတ်ဒီငါးညကျိတ်တွေကငါးတွေကိုအနာတရမဖြစ်စေပဲဖမ်းလို့ရနိုင်ပါတယ်ဒီလိုလုပ်ဖို့အတွက်ပတ်စံ့နေအများကြီးလည်းမကုန်ပါဘူးနော်ဒီလိုမျိုးငါးဖမ်းမှုနေရာဒီမှာစပြီးတော့ပြင်ဆင်ရပါတယ်နေရာဒီမှာပေါက်တဲ့ကျူပင်းတွေကိုခုတ်ပြီးရင်းတဲ့အပိုင်းကိုရင်းနှီးနဲ့ပြုတ်လိုက်ပါတယ်ပြီးရင်တော့နေပူမှာတနေ့လောက်လှမ်းလိုက်ပါတယ်ရှင်ဒီလိုလှမ်းပြီးတဲ့အခါမှာတော့ကျူပင်းရဲ့အခန်းပေါက်ပါတဲ့အယူကရာဘာကွန်းတစ်ခုလိုဖြစ်သွားပါတယ်ပြီးရင်ကျူပင်းရိုးတွေကိုအခုလိုမျိုးအပိုင်းလေးတွေနှိမ့်လိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့တတန်းရင်ပြီးအပင်လုံးတသိန်းလေးဖြစ်နေတဲ့ဝါးပင်လေးတွေကိုအခုလိုမျိုးစုဆောင်ကြပါတယ်နောက်ပြီးဝါးပင်တွေကိုအခုလိုမျိုးကွေးသွားအောင်ပြုပြင်လိုက်ပါတယ်ပြီးရင်ကျူပင်ကိုကွန်းပုံစံလုပ်ပြီးဝါးပင်ရဲ့အချွတ်နှစ်ဖက်မှာဆွတ်ထားလိုက်ပါတယ်နောက်ဆုံးဒီကွန်းထဲမှာပြုတ်ထားတဲ့ညီပဲဆန်လေးကိုအခွန်ခွာပြီးတော့ထည့်ထားလိုက်ပါတယ်ရှင်ရေသက်ကငါးတွေကညီပဲဆန်ကိုဟပ်လိုက်ရင်တော့ကျူပင်ကွန်းကပြုတ်ပြီးဝါးပင်ကအခုလိုမျိုးဆန့်ထွက်သွားတာကြောင့်ငါးကိုငါးမြန်းစိတ်လိုမျိုးပါဆက်ထဲထိသွားစေပါတယ်ဒါပေမဲ့ငါးကိုတော့အနာတရမဖြစ်စေပါဘူးရှင်အတွင်းကအနစ်ဖြူနေတဲ့ကြောက်ဦးနိုင်ငံမှာပဲတွေ့ရတဲ့ကြောက်မင်္ဂလာပါတော့မလစင်ပရိသတ်ကြီးကျောက်ရဲ့အနစ်တွေကအဖြူရောင်ဖြစ်နေတာက AI နဲ့လုပ်ထားတာလားဒါမှမဟုတ်လို့ရှိရင်တခုခုနဲ့ဓာတ်ရူစီဝါတွေနဲ့ဖန်တီးထားတာလားလို့ထင်ကောင်းထင်ကြပါလိမ့်မယ်တကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူးဒီအတွင်းကအနစ်ဖြူရောင်ဖြစ်နေတဲ့ကျောက်တွေဟာတာမန်ရိုးရိုးကျောက်တွေပါပဲဒီကျောက်တွေကိုဘယ်နေရာမှာတွေ့နိုင်လဲဆိုရင်တော့ဂျပန်နိုင်ငံမှာတွေ့ရနိုင်ပါတယ်ဂျပန်နိုင်ငံမှာဒီကျောက်ကိုတော့ရှီရိုတာမာလို့ခေါ်တာဖြစ်ပြီးအရန်ကိုအဟာရတဲ့ပြေးဝတဲ့ကျောက်တစ်မျိုးလို့သိရပါတယ်ဒီကျောက်ဟာကြော်ပြီးတော့စားသုံးတာဖြစ်စေပြုတ်ပြီးတော့စားသုံးတာမျိုးဖြစ်စေဘလို့ပဲစားသုံးအရသာအရန်ကောင်းပြီးတော့သူဟာထောပတ်နဲ့တူတဲ့ရသာရှိတယ်လို့ပြောကြပါတယ်။နောက်ပြီးသူ့ရဲ့အနက်ဟာလည်းပဲရိုးရိုးတာမန်ကျောက်တွေလိုအညီထက်လုံးဝမရှိဘဲနဲ့စားပြီးရင်စားကြအောင်ဆွဲဆောင်နိုင်တဲ့ကျောက်တစ်မျိုးလို့သိရပါတယ်။ဒီကျောက်တွေကိုဘလို့နီးလိုက်နဲ့ထုတ်လုပ်တယ်ဆိုတော့ဒီဥတွေကိုဥမဲ့ကျမတွေကိုအထူးပြုလုပ်ထားတဲ့အစားတစ်မျိုးကိုကြွေးရဖြစ်ပြီးအဲ့ဒီအစားကပဲသူတို့ဥလိုက်တဲ့ကျောက်တွေကိုအခုလိုမျိုးအနှစ်အဖြူရောင်ဖြစ်မွေးဖွားစေတာဖြစ်ပါတယ်။ရွေးအိုင်တော့အရန်စမ်းကြတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့မြင်ရတာကြောက်ဖို့လည်းကောင်းပြီးအရသာရှိမယ်လို့လည်းထင်ရပါတယ်။ပရိသတ်ကြီးတို့ရောဒီကျက်ဥဖြူတွေကိုစားတင်မိလားဗျ။သူများနိုင်ငံအတူကူးထားတဲ့ထိုင်းရဲ့စပစ်နီးပညာဒါတော့ကမ္ဘာနိုင်ငံကြီးစီးရင်တွေကိုတိုးဝင်မှုအတဲတန်ဂျိုးဖက်နေကြတဲ့ထိုင်းရဲ့စိုက်ပျိုးရေးနည်းစနစ်အသေးကြီးပဲဖြစ်ပါရီ။ဘယ်နိုင်ငံမျက်နှာကြီးလဲဆိုပြီးတော့အမျော်မြင်ရှိရှိနဲ့ကပောင်းနေတဲ့ထိုင်းနိုင်ငံဟာစိုက်ပျိုးရေးနည်းစနစ်ဒီမှာလည်းအရှိန်အဝါရှိတဲ့တရုတ်ကိုအတူယူခဲ့ပြီးတော့စပစ်ချန်တွေကိုအခုလိုမျိုးပြေးစင်ခဲ့ကြပါရီ။ပထမဆုံးစပစ်ချန်ဆိုင်မဲ့နေရာကိုဒူရင်အားစိတ်ရင်အားတုံးပြီးတော့မြေကြီးနဲ့တူးလိုက်ကြပါရီအဲဒီတော့မှတော့ပတပိချားဆိုပြီးတော့ဒူးမြောင်ခက်တဲ့ဆိုင်ပြူးလို့ရတဲ့ညောင်းတွေကိုဖော်လိုက်ကြပါရီဒီလိုနဲ့စပစ်တွေတပိပိကြီးတာရင်တော့ဒူးမြောင်တွေကရေနဲ့ပဲလောင်းလိုက်ဖျန်းလိုက်လုပ်လို့ရပါပြီဒီလိုနည်းနဲ့စိုက်ချင်အားဖြင့်စပစ်ပင်တွေကနေပူရလို့အရင်ရွှဲပြီးတော့ရောင်းနဲ့မှီစီပါရီပြီးတော့ဒီဥရိယစုခုရိတ်သိမ်းပြီးတော့နိုင်ငံတကာကိုတင်ဖို့ရောင်းချကြပါရီစပစ်တီကိုတင်ဖို့ရမှာရှုံးနဲ့မန်းပြီးတဲဆောင်ရတာကနီးစံကောက်တစ်ခုဖြစ်ပြီးအထားလဲခံတယ်လို့ပိုးလဲချူတာမလို့ထိုင်းရဲ့ဆန်ညီမီစပစ်တီဟာဈေးကွက်မှာဈေးကောင်းရတယ်လို့သိရပါရီဒိုင်နိုဆောတွေတကယ်တော့မျိုးမတုံသေးပါဘူးသူတို့ရဲ့မီးလေးတွေအခုထိရှိနေပါသေးတယ်ဟုတ်ပါရီအဲကောင်ရဲ့နာမည်ကတော့ကေဆူဝါရီလို့ခေါ်ပါရီဒီကောင်ကဒိုင်နိုဆောတွေကနေပြီးနှစ်မျိုးနွယ်အဖြစ်ဆင့်ငဲပြောင်းနေလာတာပါဒိမမညာရှင်တွေကတော့ကဆူဝါရီကိုတက်ရှိဒိုင်နိုဆောလို့ခေါ်ကြပြီးတော့ဒိုင်နိုဆောစစ်တော့မဟုတ်ပေမဲ့ဒိုင်နိုဆောရဲ့မီးလေးတွေလို့လည်းခေါ်ကြပါရီဒီငှက်တွေကိုဘာကြောင့်ကဘာပေါ်မှာအန်ဒီရဲ့အများဆုံးငှက်လို့တင်စားခံရလဲဆိုတာဒီဗီဒီယိုလေးထဲမှာအတူတူကြည့်လိုက်ကြရအောင်ပါကေဆူဝါရီကတကဘာလုံးမှာမျိုးနွယ်၃မျိုးရှိပြီးတော့ Southern ကေဆူဝါရီကတော့အကြီးဆုံးနဲ့အကျဉ်းဆုံးပါပဲဒီကောင်တွေကအရန်ကိုရန်လို့လက်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တော့ပါရီသူတို့နားကိုသွားကတ်တာနဲ့ဒီကောင်တွေကတိုက်ခိုက်တတ်ပါသေးတယ်ကေဆူဝါရီကငှက်ဆိုပေမဲ့တောင်ပန်တွေကတိတိလေးပဲရှိပြီးပြန်လို့တော့မရပါဘူးဒီကောင်တွေရဲ့ခန္ဓာကိုယ်ကကီလို90အထိရှိပြီးတော့သူတို့ရဲ့ခြေသေးတွေကလည်း9လက်မအထိရှိပါသေးတယ်ဒီကောင်ရဲ့ဘီယာကလည်းကီလိုမီတာ90အထိရှိပါသေးတယ်။ဒီကောင်ကြီးတွေကရန်သူတဲ့တိုက်ခိုက်တတ်ပေမဲ့အသားမစားကြပါဘူး။သူတို့ဟာတီတီတွေမီယုံတီတွေကိုသာအဓိကစားကြပါရီ။ကက်ဆူဝါရီတွေကိုဩစတြေးလျ၊နယူးဂီနီနဲ့နေရာပိုင်းအိုင်လန်တွေမှာအတွေ့များတတ်ပါရီ။ဒီကောင်တွေကတစ်တော်တွေနဲ့တစ်တော်ဆွန်ဖျားတွေမှာနေတဲ့ကြပါရီ။ရေကန်နဲ့တွေ့ရင်ရေဝင်ကူးလိုက်ကြပြီးတော့ရေကူးခြင်းကသူတို့အတွက်ပျော်ရွှင်စရာပါ။နောက်ထပ်စိတ်ဝင်စားစရာလေးတစ်ခုကကက်ဆူဝါရီရဲ့ခေါင်းပေါ်မှာရှိတဲ့အမောက်ကြီးတွေကနေအချင်းချင်းဆက်သွဲနိုင်ကြပါရီ။အဲ့ဒီနဲ့တွေကအရွယ်ရောက်ခု3နှစ်လောက်ကြာပြီးတော့အမတွေကထီးတွေထက်အရွယ်အစားပိုကြီးကြပါရီ။ကျွန်တော်မှခြေချောင်း3ခုပါရှိပြီးခြေချောင်းတစ်ချောင်းကို9လက်မအထိရှိနိုင်ပါရီ။ဒီကောင်ကြီးတွေခြေနဲ့တစ်ချက်ကန်တော့လူကိုသေးစေနိုင်တဲ့အထိအားပြပါရီ။ဒီကောင်ကြီးတွေကိုတွေ့ရင်ဝေဝေးကနေရှောင်သွားတာအကောင်းဆုံးနဲ့အန်ဒီရဲ့ကင်းဆုံးပါပဲ။ဒီကောင်ကြီးတွေကသဘာဝရင်းမှာအသက်40-50အထိတောင်ရှင်သန်နိုင်ကြပါရီ။ညမတွေကဥပြီးသွားရင်ထွက်သွားရကြပြီးအထီးတွေကအဲ့ဒီဥတွေကိုထိန်းသိမ်းပေးရပါရီ။ဒီကောင်တွေကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှလည်းအရေးပါပါသေးတယ်။သူတို့ဟာတီတီတွေကိုစားပြီးနေရာစုံမှာပြစ်ချခဲ့တဲ့ကြတာကြောင့်တီတော်ကီယာစနစ်ကိုလည်းထောက်ကူပြုနေပါရီ။ကဲဒီနေ့တော့ဒီရောက်ပါပြီ။နောက်နေ့ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါမယ်။အစောကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။
ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အခုလိုစိတ်ဝင်စားတဲ့ဗီဒီယိုတွေနေ့စဉ်နဲ့ပုံမှန်တက်ပေးပါလို့ကျွန်တော် YouTube channel လေး subscribe လုပ်ရတယ်လေ subscribe လုပ်တော့ပြကြပါတော့အားလုံးကျေးဇူးတင်ပါတယ်